လူဆိုတာလေမင်းရဲ့ကန်စာရာထဲမှာစီးစိတ်ဥစ္စာပါလာရင်ငွေကြေးကမင်းနောက်ကိုအတင်းလိုက်နေမှာပဲဒါပေမဲ့ကန်ရှိလို့ငွေရလာရင်တော့မထိန်သိမ်းနိုင်တဲ့လူစားမျိုးတွေလည်းရှိတတ်ကြပါတယ်အခုပြောပြမဲ့ပုံပြင်လေးကိုတစ်ချက်လောက်နားထောင်ကြည့်လိုက်ပါဦးလွန်ခဲ့တဲ့ရှေးတုန်းကပျက်စီးယိုရင်းနေတဲ့ခရားเจ้าအိုကြီးတစ်ခုမှာအသက်ကြီးတဲ့သူနဲ့အသက်ငယ်တဲ့သူတောင်းစားသူညီကိုနှစ်ယောက်နေထိုင်ကြပါတယ်သူတို့ခမများတစ်နှစ်ပတ်လုံးမိုးလင်းကမိုးချုပ်အလုပ်ရှုပ်ပြီးတောင်းစားနေရပေမဲ့ဝတ်ဖို့အဝတ်အစားမပြေဆုံးသလိုဝမ်းလည်းမဝရှာကြဘူးဒါပေမဲ့ဒီလိုဆင်းရဲဒုက္ခရောက်နေတာတောင်သူတို့ရဲ့တရားကတော့အတော်လေးထက်သန်ကြပါတယ်နေတိုင်းမနက်မိုးလင်းတောင်းစားမထွက်ခင်ဆိုရင်နမင်းတွေနဲ့ရွှေငွေဘဏ္ဍာဆောင်းနှမင်းကိုအမြဲတမ်းအမွေးတိုင်ထွန်းဦးချက်ကန်တော်ပြီးသူတို့စီကနေအလူငွေတွေအများကြီးရဖို့ဆူတောင်းလေးရှိကြတယ်ဒီလိုနဲ့တနေ့မှာတော့နမင်းကရွှေငွေဘဏ္ဍာဆောင်းနှမင်းကိုလှမ်းပြောလိုက်တာပေါ့ဟင့်ညီလေဒီညီကိုနှစ်ယောက်ကိုကြည်စမ်းပါဦးငါတို့ဘောဘလောက်တောင်တရားထက်တန်ကြလဲမင်းမာလဲရွှေငွေရတနာတွေအများကြီးရှိနေတာပဲဥစ္စာတနာငဲ့ညာတဲ့အနေနဲ့လက်ဖြားလေးနဲ့လောက်ဟပေးလိုက်ပါလားသူတို့လည်းမိမရသားသမီးရပြီးလူရန်စင်နေနိုင်သွားတာပေါ့ဘာလို့သူတို့ကိုဒီလောက်ထိဒုက္ခခံခိုင်းနေရတာလဲရွှေငွေဘဏ္ဍာဆောင်းနှမင်းကတက်ပြင်းချပြီးပြန်ပြောတယ်အကိုကြီးကလည်းဒါတွေကအတိတ်ကံအတိုင်းဖြစ်လာတာဗျသူတို့စားတာကစင်းရဲမဲ့စားတာဖြစ်နေတာအကိုကြီးကသူတို့ကိုအတင်းကြီးချမ်းသာခိုင်းရင်သူတို့အတွက်စီးစိမ်မဖြစ်ပဲအသက်ပါဆုံးရှုံးသွားလိမ့်မယ်မင်းပြောတာငါမယုံပါဘူးဒါတွေကမင်းကတ်စင်းနေလို့စင်ချေပေးနေတာဒီနေ့တော့ဒီတောင်းစားတဲ့သူနှစ်ယောက်ကိုမင်းရွှေငွေတွေမရရအောင်ပေးရမယ်နမင်းကဆိုအတင်းပူစာလုံးတာကြောင့်ရွှေငွေဘဏ္ဍာစောင့်နေမင်းလဲနားကြီးတာနဲ့ကဲဒါဆိုလဲသူတို့ကိုကူညီလို့ရမလားဆိုတာအောက်ဆင်းပြီးသွားကြည့်ကြတာပေါ့လို့ပြောလိုက်ရတော့တယ်ဖះเจ้าနဲ့9မိုင်6မိုင်လောက်ဝေးတဲ့မြို့လေးတစ်မြို့မှာမြင့်ငယ်လေးတစ်စင်းရှိပြီးအဲဒီမြစ်ပေါ်မှာတရားတစ်စင်းရှိပါတယ်နမင်းနှစ်ပါးကကိုရောင်ဖြောက်ပြီးအဲဒီတရားပေါ်မှာစောင့်နေကြတာပေါ့နေဝင်ခါနီးချိန်မှာတော့တောင်းစားသူနှစ်ယောက်တရားစီကိုလမ်းလျှောက်ပြန်လာကြတာမြင်လိုက်ရတယ်ရွှေငွေဘဏ္ဍာစောင့်နမင်းကကဲအကိုကြီးကြည့်နေလိုက်ကျွန်တော်ဒီရွှေတုံးကြီးကိုတရားလဲတက်တဲ့မှာချထားပေးမယ်သူတို့မြင်တောင်မြင်မှာမဟုတ်ဘူးဒါကိုပဲကန်ထဲမှာစီးစိမ်ပါဘူးလို့ခေါ်တာပေါ့လို့ပြောပြီးရွှေတုံးကြီးကိုချထားလိုက်တဲ့နမင်းကတော့ဟင်းထူးဆန်းလိုက်တာသူတို့ကမျက်စိကန်းနေတာလည်းမဟုတ်ဘူးရှေတုံးကြီးကတရားအလယ်မှာပြောင်းနဲ့လင်းနေတာကိုမမြင်ဘူးဆိုတာငါတော့လုံးဝမယုံဘူးလို့ဆိုကနမင်းနှစ်ပါလုံးဘေးတစ်ဖက်မှာပုံပြီးစောင့်ကြည့်နေကြတာပေါ့အဲ့ဒီချိန်မှာတောင်းစားသူနှစ်ယောက်တရားပေါ်ရောက်လာပါတယ်အကိုဖြစ်သူကညီလေးဒီလောက်ချင်းတဲ့တရားမျိုးကိုငါမျက်စိပိတ်ပြီးတောင်ရှောက်ပြရဲတယ်လို့ကြွားလိုက်တာပေါ့ညီဖြစ်သူကလည်းအကိုကြီးရှောက်ဝင်ရင်ကျွန်တော်လည်းရှောက်နိုင်တာပေါ့ဒါဆိုဒီနေ့မျက်စိမိတ်ပြီးတရားဖြတ်ကြေးလောင်းကြမလားဆိုပြီးညီကိုနှစ်ယောက်လုံးမျက်စိမိတ်ပြီးတရားပေါ်ရှောက်ကြပါလေရောတရားလည်းရောက်တဲ့အချိန်မှာပဲရှေ့ကလျှောက်လာတဲ့အကိုကြီးကရှေ့တုံးကြီးကိုခြေဟောင်းနဲ့ခလုတ်တိုက်မိပြီးတောက်ဘယ်သူကတရားလည်းမှာကြောက်ခဲကြီးလာထားသွားတာလည်းမသိဘူးလို့ညည်းတွားလိုက်တယ်နောက်ကလိုက်လာတဲ့ညီဖြစ်သူကလည်းရွှေတုံးကိုတနင်းမိပြီးကျွန်တော်လည်းကြောက်ခဲတစ်လုံးနင်းမိတယ်အကိုကြီးလို့ပြောတယ်တရားတစ်ဖက်ရောက်သွားတဲ့အခါအကိုဖြစ်သူကဘယ်သူကလမ်းပေါ်ကြောက်ခဲပစ်ထားလည်းမသိဘူးလို့ပြောတော့ညီဖြစ်သူကလည်းဟုတ်ပါအကိုကြီးရဲ့တကယ်စိတ်ပုတ်တဲ့လူပဲလူသွားလမ်းလည်းမှာကြောက်ခဲကြီးလာချထားရတယ်လို့ဆိုပြီးညင်းညူရင်းထွက်သွားကြပါတယ်ဘန္နာဆောင်နမင်းကနမင်းကိုကြည့်ပြီးတွေ့ပြီလားအကိုကြီးသူတို့ကန်ထဲမှာစီးစိမ်မှမပါတာလို့ပြောလိုက်တယ်နမင်းလဲအင်းထူးဆန်းလိုက်တာဆိုပြီးခေါင်းကုန်နေရရှာတာပေါ့လမ်းဘေးမှာတော့တိတ်သေးလာတဲ့မိုးမခတော့အုပ်ကြီးရှိပါတယ်အဲ့ဒီအချိန်မှာအဝေးကနေမြင်းကောင်းစားကြီးစီးလာတဲ့သူထေးသားတယောက်ရောက်လာတာကိုမြင်တော့ဘန္နာဆောင်နမင်းကအကိုကြီးဒီရွှေတုံးကဒီနေ့ဒီသူထေးသားရမယ့်ဥစ္စာပဲလို့ပြောလိုက်တယ်နမင်းကဒါကဘာသဘောလဲလို့မေးတော့မယုံရင်ကြည့်နေကျွန်တော်ဒီရွှေတုံးကိုဟောဒီမိုးမခပင်တွေကြားထဲမှာတွားမြုပ်ထားရင်တောင်သူကုန်းကောက်သွားလိမ့်မယ်လို့ပြောပြီးရွှေတုံးကိုမိုးမခပင်ချင်ရင်မှာတွားဝတ်ထားလိုက်တယ်အဲ့ဒီသူထေးသားမြင်းစီလာရင်နဲ့ဘိုက်ကရုတ်တရက်အောင်လာပြီးအပေါ့လေးသွားချင်းစိတ်ပေါက်လာတာကြောင့်မြင်းဆက်ကြိုးကိုဆွဲပြီးဆင်းလိုက်ပါတယ်လမ်းဘေးမှာမိုးမခပင်တွေရှိတာမြင်တော့မြင်းကိုအဲ့ဒီနားမှာသွားချီဖို့အနာကတ်သွားတာပေါ့မြင်းချီဖို့ငိုးဝိုက်တဲ့အချိန်မှာပဲဟောမိုးမခပင်အောက်ကပြောင်းရွှေတုံးကြီးကိုမြင်သွားပါလေရောသူထေးသားလည်းအပျော်လွန်ပြီးရွှေတုံးကိုကောက်မြင်းမော်ပြန်တက်ပြီးဒုံဆိုင်မောင်းပြေးပါတော့တယ်အပျော်လွန်သွားလုံးလို့ဘိုက်နာတာတောင်အလိုလိုပျောက်သွားရှာတယ်ဗျာဘန္နာဆောင်နမင်းကနမင်းကိုမျက်ခုံးပင့်ပြပြီးဘလို့ရဲ့အကိုကြီးကျွန်တော်ပြောတာမှန်တယ်မလားလို့မေးလိုက်တယ်နမင်းကတော့မျက်မှောင်ကျုပ်ပြီးဘာမှမပြောဘဲဖះเจ้าစီကိုအရင်ဆုံးစွပြန်သွားပါတော့တယ်။ဒါပေမဲ့နမင်းကစိတ်ထဲမှာမကျေနပ်သေးပဲငါတော့လုံးဝမယုံသေးဘူးအဲ့ဒီတောင်းစားတဲ့သူနှစ်ယောက်ပြန်လာရင်အမွှေးတိုင်ထုံဦးချမှာပဲအဲ့ဒီချိန်ကျရင်မင်းရွှေတုံးကိုအမွှေးတိုင်ဆိုင်တဲ့ရှော့ပြအိုးထဲမှာထည့်ထားလိုက်အဲ့ဒါကိုမှသူတို့မရဘူးဆိုရင်တော့မသိတော့ဘူးလို့ထပ်ပြောပြန်တယ်။ဘန္နာဆောင်နမင်းကဒါတော့မလုပ်ပါနဲ့အကိုကြီးရဲ့သူတို့အသက်အန္တရာယ်ရှိလိမ့်မယ်လို့တားပေမဲ့နမင်းကဘာပဲဖြစ်ဖြစ်ငါတာဝန်ထားလိုက်ဆိုပြီးစွတ်တင်းပဲရွှေတုံးနှစ်တုံးကိုရှော့ပြအိုးထဲတွားမြုပ်ထားလိုက်ပါတော့တယ်တောင်းစားသူညီကိုနှစ်ယောက်ဖះเจ้าကိုပြန်ရောက်လာတဲ့အခါထုံးစံအတိုင်းလက်ဆေးပြီးအမွှေးတိုင်ထုံကန်တော့ကြတယ်အကိုဖြစ်သူကအမွှေးတိုင်ကိုပြအိုးထဲစိုက်လိုက်တဲ့အချိန်မှာအောက်ကမမကြီးတိုက်မိတာကြောင့်ဟင်းပြအိုးထဲမှာဘာကြီးလဲဆိုပြီးနှိုက်ကြည့်လိုက်တော့ရွှေတုံးကြီးနှစ်တုံးဖြစ်နေတာပေါ့အကိုဖြစ်သူကဟေးဒီရွှေတုံးကိုငါအရင်ဆုံးသိတာနော်လို့ပြောတော့ညီဖြစ်သူကလည်းမဟုတ်ဘူးကျွန်တော်အရင်မြင်တာလို့ပြန်ငင်းကြတယ်နောက်ဆုံးတော့ညီအကိုနှစ်ယောက်လုံးညှိနှိုင်းပြီးတယောက်တစ်ဝက်စီမံပြီးခွဲယူကြေးဆိုပြီးဂတိကဝတ်ပြုလိုက်ကြတယ်ကဲ
ညီလေးရင်ငါတို့တော့ချမ်းသာပြီးကိုမင်းသွားပြီးအရက်နဲ့အမဲသားသွားဝယ်ချင်ငါကတော့ဒီမှာထင်းခုတ်ပြီးအမြေးလို့ဖို့ပြင်ထားမယ်ငါတို့ဒီနေ့အဝါတောက်ကြတာပေါ့ညီဖြစ်သူကလည်းပျော်ပျော်ရွှင်ရွှင်နဲ့ဈေးကိုပြေးဝယ်တာပေါ့လမ်းမှာရှောက်ဝါရင်းနဲ့ညီဖြစ်သူရဲ့စိတ်ထဲမှာလောဘဇောတွေတက်လာတယ်ဒီလောက်များတဲ့ရွှေငွေတွေကိုသူ့ကိုဘာလို့ခွဲပေးရမှာလဲငါတယောက်တည်းသာအကုန်ရရင်အင်ကြီးအိမ်ကောင်းဆောက်မိမချောချောလေးယူပြီးတသက်လုံးစီးစိမ်ရေးလို့ရပြီးလို့တွေးပြီးဈေးဆိုင်ကိုဝင်ကားကြက်သက်စေအစိတ်ဝယ်ပြီးအရက်ပလင်းထဲထည့်လိုက်ပါတော့တယ်တစ်ဖက်မှာလည်းအကိုဖြစ်သူကထင်းခုတ်ရင်းနဲ့စိတ်ပုတ်စိတ်ရုပ်ဝင်လာပြန်တယ်ဒီရွှေတွေကိုတယောက်တည်းသိမ်းရရင်ကောင်းမှာပဲကဲပူစိန်ကိုထက်နေအောင်တွေးထားလိုက်မယ်သူပြန်လာလို့တကားဖွင့်မှာပဲအနောက်ကနေပူစိန်နဲ့ခုတ်သက်ပစ်မယ်အဲ့ဒါဆိုရွှေတွေအကုန်ငေါ့ဥစ္စာဖြစ်ပြီးမကြခင်မှာပဲညီဖြစ်သူကအကိုကြီးကျွန်တော်ပြန်လာပြီလို့အော်ပြီးတကားဖွင့်ဝင်လာတဲ့အချိန်မှာပဲအကိုဖြစ်သူကပူစိန်နဲ့အားကုန်လွဲခုတ်လိုက်တာကြောင့်ညီဖြစ်သူနေရာတင်ပွဲချင်းပြီးတေဆုံးသွားပါတော့တယ်အကိုဖြစ်သူကလည်းလန်းလန်းဖြတ်ဖြတ်နဲ့ညီဖြစ်သူရဲ့အလောင်းကိုအမျက်မြုပ်နှံပြီးတာနဲ့ရွှေတုံးတွေကိုကြည့်ပြီးအပျော်ကြီးပျော်ကအရက်နဲ့အမဲသားကိုမြေရည်ရှက်ရည်တောက်စားပါတော့တယ်ဒါပေမဲ့အရက်နှဲငယ်တောက်ပြီးရနဲ့ရုတ်တရက်ပိုက်ထဲကဆွဲလိမ်ပြီးအသေးခတ်မတက်နာကျင်လာကမျက်လုံးကြီးပြူးထွက်ပြီးနေရာတင်သေပွဲဝင်သွားရရှာပါတော့တယ်ဒီမြင်ကွင်းတစ်ခုလုံးကိုနမင်းကြီးမျက်ဝါးထင်ထင်မြင်လိုက်ရတဲ့အချိန်မှာတော့ဗန္နာဆောင်နမင်းကတပြင်းချပြီးပြောလိုက်ပါတယ်ဘလို့လဲအကိုကြီးစီးစိမ်ဆိုတာကန်အတိုင်းပဲဖြစ်လာတာပါကန်ထဲမှာပါလာရင်ရှိမယ်ကန်ထဲမှာမပါရင်တော့ဆိုတင်းသွားမယူအပ်ပါဘူးနမင်းလည်းစိတ်မကောင်းစွာနဲ့ပဲမင်းပြောတာမှန်ပါတယ်ညီလေးရဲ့လို့ဝန်ခံလိုက်ရပါတော့တယ်ဒီပုံပြင်လေးကကျွန်တော်တို့ကိုဘာသင်ခန်းစာပေးလဲဆိုရင်စီးစိမ်ဥစ္စာကိုထိမ့်သိမ်းမောင်းနှင်ဖို့အတွက်အဲ့ဒီစီးစိမ်နဲ့ထိုက်တန်တဲ့ကျင့်ဝတ်တီလာနဲ့ပညာအတတ်ရှိဖို့လိုအပ်ပါတယ်လူတစ်ယောက်ရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာကကြီးမားတဲ့စီးစိမ်ဥစ္စာကိုမတည်ပိုးနိုင်ဘူးဆိုရင်အဲ့ဒီရလာတဲ့ငွေကြေးဟာကောင်းချီးမင်္ဂလာမဟုတ်ပဲကျိန်စာတစ်ခုဖြစ်သွားတတ်ပါတယ်လင်းကလူစိတ်ရဲ့အောက်တန်းကြတဲ့လောဘဒေါသတွေကိုနှိုးဆုပေးပြီးနောက်ဆုံးမှာပျက်စီးခြင်းစီကိုပဲဥတီသွားစေတတ်လို့ပါပဲဒါကြောင့်မိုးပေါ်ကကျလာမဲ့လာလာဘတွေကိုဆူတောင်းနေမဲ့အစားမိမိကိုယ်တိုင်ရဲ့စိတ်ထားနဲ့ခံယူချက်ကိုအရင်ဆုံးပြုပြင်ပြီးကံကောင်းခြင်းတွေကိုလက်ခံနိုင်မဲ့နှလုံးသားခွက်ကိုအရင်ဆုံးကြီးမားအောင်ပြင်ဆင်ထားတာကပိုပြီးအတိတ်ပဲရှိလာပါတယ်ဗျာနားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်လူသားအလုံးကိုစိတ်နှပြကျန်းမာချမ်းသာကြပြီးစီးစိမ်ဥစ္စာတွေဒီရေလားတိုးပွားကမိသားစုတိုင်းပျော်ရွှင်ချမ်းမြေ့ကြပါစေခင်ဗျာ